ခါကညာဘက်ချမ်းလဲနာတယ်ပြီးလို့ရှိရင်ပေါင်ရဲ့အတွင်းကလည်းကိုက်နေတဲ့တဲ့ပြီးတော့လို့ရှိရင်လည်းခါအောက်ပိုင်းကနေညာဘက်ချမ်းတစ်လျှောက်လုံးကလည်းပေါ့နော်ကိုက်နေတာဆရာမတဲ့အဲ့ဒါလေးဖြည့်ပေးပါအောင်တဲ့အဲ့တော့အခုပြောတဲ့လက္ခဏာတွေအကုန်လုံးကအခုပုံမှာပြထားတဲ့အတိုင်းလေးဖြစ်နေတယ်ပေါ့နော်အဲ့တော့ဒီရဲ့ပုံမှာပြထားတဲ့အနေအထားယောဂလက္ခဏာကိုကျမတို့ကကျမရေလောကမှာဆိုလို့ရှိရင်တော့ကျမတို့ကဆန်ရတီကာလို့ခေါ်ပါတယ်ဒါကမြန်မာအနေနဲ့ဆိုလို့ရှိရင်တော့ကျမတို့လူတော်တော်များများခေါ်တယ်တချို့လဲခါကြောညက်တာခေါ်တယ်ဒီတော်တော်များများတော့ခါကြောညက်တယ်လို့ပဲပြောကြတယ်ဒါပေမဲ့အဲ့ဒီခါကြောညက်တောင်မှ emphasize အနေနဲ့ပြန်ပြောမယ်ဆိုရင်တော့တင်ပစုံအာယုံကြောညက်တယ်လို့ပြောပါတယ်ရှင်အဲ့တော့ဘာကြောင့်မို့တင်ပစုံအာယုံကြောညက်တယ်လို့ပြောလို့လဲဆိုလို့ရှိရင်အဲ့ဒီရဲ့အာယုံကြောဒီခါရိုးကနေထွက်လာတဲ့အာယုံကြောလေးတွေအကုန်လုံးကစုပြီးတော့မှ sciatic လို့ခေါ်တဲ့တင်ပစုံအာယုံကြောပုံစံဖြစ်သွားတယ်အဲ့ဒီရဲ့ sciatic ကဒီပေါင်ရဲ့အတွင်းကြောဘက်ကနေပြီးတော့ဟိုးခြေထောက်ခြေဖျားတွေထိသွားတာဖြစ်ပါတယ်ရှင်အဲ့တော့ဒီဟာလေးကိုပြမိသွားပြီဆိုလို့ရှိရင်အခုပြောတဲ့လက္ခဏာတွေအကုန်လုံးဖြစ်ပေါ်လာတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးဖြစ်ပေါ်လာပြီဆိုလို့ရှိရင်ကျမတို့အနေနဲ့ဘလိုမျိုးအမြန်ဆုံးတက်တာအောင်ပျောက်ကင်းအောင်လုပ်လို့ရလဲဆိုလို့ရှိရင်တော့နံပါတ်1ကတော့လုံးဝကိုမဖြစ်မနေလိုက်နာမယ့်အနေထားကနေထိုင်မှုပုံစံကိုပြောင်းလဲနေထိုင်ပေးရမှာဖြစ်ပါတယ်ဥပမာကိုကဒီရဲ့နေထိုင်မှုပုံစံကိုမပြောင်းမနဲ့ဆက်ပြီးတော့မှပုံစံတစ်ခုတည်းမှာပဲဆက်ပြီးအလုံးလုံးနေမယ်ဥပမာကြာထိုင်တဲ့လူဆိုလို့ရှိရင်လည်းကြာဆက်ပြီးတော့ထိုင်နေမယ်လမ်းတနေကုန်ရှောက်ရတဲ့လူဆိုလို့ရှိရင်လည်းလမ်းတနေကုန်ဆက်ပြီးတော့မှရှောက်တဲ့အလုပ်ကိုဆက်လုပ်နေမယ်ဆိုလို့ရှိရင်တော့ဒီရဲ့ပုံစံတွေကတဖြည်းဒီရဲ့ဒဏ်တွေကတဖြည်းဖြည်းနဲ့ပိုဆိုးလာပြီးတော့မှဝေဒနာကပိုဆိုးလာဖို့ပဲရှိရဲပေါ့နော်အဲ့တော့အဓိကတော့နေထိုင်မှုပုံစံကိုပြောင်းလဲနောက်တစ်ခုကအနားယူတာပေါ့နော်ဒီနောက်ခုကတွဲရက်လေးပေါ့အနားယူရမယ်ဒီနေထိုင်မှုပုံစံပြောင်းလဲရမယ်ပေါ့နော်နောက်တစ်ခုကကြတော့ကျမတို့လေ့ကျင့်ခန်းလုပ်ဖို့လိုပါတယ်ရှင်လေ့ကျင့်ခန်းအပိုင်းဆိုဆရာမအမြဲတမ်းထည့်ပြောပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင်ဒီအာယုံကြောတွေညက်တာတွေပိတာတွေဖြစ်လာပြီဆိုလို့ရှိရင်ခါကြတော့ဆေးထိုးဆေးတောက်လို့ယုံနဲ့ဘလို့မှအဲ့ဒီညက်နေတဲ့အာယုံကြောတွေကလွတ်ထွက်တာမဟုတ်ပါဘူးသူကဘယ်လိုပဲလေ့ကျင့်ခန်း exercise ကိုပုံမှန်လေးပြန်လုပ်ပေးပါမှညက်မိတဲ့အနေထားနေလွတ်ထွက်တာမျိုးရှိလာတယ်ပေါ့နော်အဲ့တော့လေ့ကျင့်ခန်းကကြတော့တစ်ခုအနေထားကြတော့ချွင်းချက်အနေနဲ့လုံးဝနာကျင်မှုအရန်ပြင်းထန်နေတဲ့အချိန်မထိုင်နိုင်မထနိုင်မလုံနိုင်မရှားနိုင်အချိန်ဆိုလို့ရှိရင်တော့လုံးလို့မရသေးဘူးပေါ့နော်အဲ့လိုအချိန်ဆိုလို့ရှိရင်တော့အဲ့ဒီနာကျင်မှုတွေကိုအရင်ဆုံးတက်တာအောင်လုပ်ရတယ်။နာကျင်မှုလေးတွေတက်တာလာပြီးဆိုလို့ရှိရင်တော့ကျွန်မပြောတဲ့လေ့ကျင့်ခန်းလေးတွေကိုပုံမှန်လုပ်လို့ရတယ်။အဲ့တော့လေ့ကျင့်ခန်းဘယ်လိုလုပ်ရမလဲလို့လည်းခဏမေးတယ်။လေ့ကျင့်ခန်းလုပ်ပုံကိုကျွန်မရဲ့ဒီ TikTok ထဲမှာလည်းလုံးဝအသေးစိတ်တင်ပြပေးထားပါတယ်။ကျွန်မကိုယ်တိုင်တင်ပြပေးထားပါဒါပေါ့နော်။အဲ့တော့လွယ်ကူပြီးတော့မှထိမိတဲ့လေ့ကျင့်ခန်းဖြစ်တယ်ပေါ့နော်။အဲ့တော့သွားပြီးတော့မှလေ့လာကြည့်လို့ရတယ်။ပြီးသွားလို့ရှိရင်ပေါ့နော်ဒီဘယ်လိုပြောမလဲဒီဒဏ်ကိုပို့ပြီးတော့မှမြန်ဆန်တက်ခြင်းနဲ့ဒီရော့နေခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်မတို့အမြဲတမ်းမျှဝေပေးလက်ရှိတဲ့ဒီကတ်ခွာလိန်စေးလေးတွေကိုတွဲသုံးလို့ရပါတယ်အနည်းဆုံး10ရက်2ပတ်အဲ့လိုမျိုးလေးတွဲသုံးပေးမယ်ဆိုလို့ရှိရင်တော့တက်တာမှုပို့ပြီးတော့မှမြန်သွားမယ်ပေါ့နော်ကျေးဇူးတင်ပါတယ်